အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ Quantum Education က SCCG 80G ရေတန်းမှာကြည့်လိုက်ပါကျွန်တော်တို့ဒီ Group 2 Group 2ဖြစ်တယ်ပေါ့နော် Mathematical Reasoning Chapter 9 Statistics နဲ့ Data Analysis ကို review လုပ်ပြီးပါတယ်ပြဿနာတွေကတော့ကျွန်တော်အောင်ဆန်းနဲ့ main menu ခံကိုကျော်နိုင်ပဲဖြစ်ပါတယ် Next slide please content ဘိုင်းမှာ introduction ပါမယ်ပြီးရင် analyzing data set ပါမယ် summarizing data with picture ပြီးရင်relationship between data set ပြီးရင် critical analysis နဲ့ conclusion တွေပါမယ် next slide please introduction ပါနော် introduction မှာဒီ chapter ပါကျွန်တော်တို့ဒီ data တွေကိုဘယ်လိုမျိုးvisual တွေနဲ့သုံးပြီးဒီရုပ်ပုံတွေနဲ့သုံးပြီး summarize လုပ်အောင်လဲဆိုတော့ပြောပြပေးပါပြီးရင်ပြီးရင်information တွေကိုပို့ပြီးတော့နားလည်အောင်ပို့ပြီးတော့ကြည့်ရလွယ်ကူအောင်လို့ပြောပြပေးပါမယ်ပြီးရင်ဒီ chapter ပေါ့နော်ဒီ server common data display တွေဖြစ်တဲ့ဒီ bar chart တွေ cycle graph တွေ line plot တွေ histogram တွေနဲ့ box plot တွေရှင်းပြပေးပါမယ်ပြီးရင်သူတို့တစ်ခုချင်းစီကဘယ်လို raw number ကိုပို့ပြီးတော့ရှင်းသွားမယ်ဒီပုံကြီးဒီပုံတစ်ခုကပေါ့နော် visual ကဘယ်လိုမျိုးအဓိပ္ပာယ်ရှိသွားမလဲဆိုတော့ပြပြပေးပါမယ်ပြီးဒီ scale ကကျွန်တော်တို့ကျွန်တော်အကြောင်းမှာဖြစ်ဖြစ်ဒီပြင်မှာဖြစ်ဖြစ်လက်တွေ့မှာဖြစ်ဖြစ်လိုရတယ်ပေါ့နော်အထူးဖြစ်ကြီးဒီမှာ next slide ဖြစ်ဒီ slide ကိုတော့မမြင်မှုပြန်ရှင်းပြပါnext slide ကပေါ့နော် the means ပေါ့နော် mean ကဘာလဲဆိုလို့ရှိရင်ပေါ့နော်ဒီကဏ္ဍနေရှိရပေါ့နော်ကဏ္ဍနေကိုသူ mean ရှာပေးရမယ်ရှာပေးမယ်ဆိုလို့ရှိရင်သူကအကုန်လုံးကို add all the number together ပေါ့နော်အကုန်လုံးကိုပေါင်းလိုက်မယ်ပေါင်းလို့ရှိရင် divided the sum by the total count of number ပေါ့ in the set ပေါ့နော်ဒီ total divide စားမယ်ပေါ့နော်ဘာနဲ့စားမလဲဆိုလို့ရှိရင်ဒီ total number ပေါ့နော်ဒီ number ကဘယ်နှလုံးလဲဥပမာ9လုံးဆိုလို့ရှိရင်9နဲ့ပေါ့နော်6လုံးဆိုရင်6နဲ့အဲ့လိုမျိုးစားမယ်ပေါ့နော်အဟာအခုမှexample နဲ့ပြထားမယ်ဆိုလို့ရှိရင်တော့ तू က2 4 6 8 10ရှိရပါတော့အဲ့2 4 6 8 10ကိုသမင်းရှာမယ်ဆိုလို့ရှိရင်ဘယ်လိုရှာကြမလဲရှာမယ်ဆိုလို့ရှိရင်2 4 6 8 10ပေါင်းလိုက်စုစုပေါင်းပေါင်းရင်30ရမယ်ပေါ့နော်30ကို30ရမယ်ပေါ့နော်အဲ့မှာဟို divided the sum total count ဆိုလို့ရှိရင်သူ့ရဲ့ခဏကဘယ်နှလုံးလဲအမှ2က1လုံး4က1လုံး6က1လုံး8က1လုံး10က1လုံးဆိုလို့ရှိရင်စုပေါင်းခဏ5လုံးရှိရပေါ့နော်5လုံးရှိလို့ရှိရင်30ကို10sorry 5နဲ့ဆာလိုက်လို့ရှိရင်6ပဲရမယ်ပေါ့နော်ဆိုလို့ရှိရင် the mean ဒီပု္ပ္ပစာရဲ့အဖြေက6ဖြစ်ပါတယ် the mean ရဲ့ formula အနေနဲ့လည်းဒီဘေးမှာပြထားရပါတော့ mean ရဲ့ formula ဆိုလို့ရှိရင်လည်းဒီ sum of the term နဲ့ total number of the term ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်အောက်ပြီးလို့ရှိရင်အောက်မှာလည်းဥပမာနည်းနည်းပြထားပါတယ်ကြည့်လို့ရပါတယ်the median ပေါ့နော် the median ကကြတော့ပေါ့နော်ဒီဘာလဲ median value ပေါ့နော်ဒီအလဲကိန်းပေါ့နော်အလဲကိန်းမှာရှာလို့ရှိရင် odd number နဲ့ even number ဆိုပြီးတော့2မျိုးရှိရပေါ့နော်အကယ်လို့ odd number ဆိုလို့ရှိရင်တော့လွယ်ပါတယ်ကဏ္ဍနေကိုတော့ဝက်ခွဲလိုက်လို့ရှိရင်သူ့ရဲ့အလဲကိန်းကဥပမာ9 3 5 8 17 15ဆိုလို့ရှိရင်သူ့ရဲ့အလဲကိန်းက8ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့3နဲ့5နဲ့တော့ဝက်ခွဲလိုက်မယ်17နဲ့15နဲ့တော့ဝက်ခွဲလိုက်လို့ရှိရင်အလဲကိန်းက8ကျန်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့လွယ်ကူနဲ့8လို့ပြောလို့ရတယ်ဒါပေမဲ့ even number ဖြစ်နေပြီဆိုလို့ရှိရင်တော့2 4 9 9 12 14ဆိုလို့ရှိရင်တော့ကဏ္ဍနေကပေါ့နော် even number ဖြစ်သွားတယ် even number ဖြစ်သွားလို့ရှိရင်သူ့အလဲကိန်းကိုဘယ်လိုခွဲကြမလဲခွဲမယ်ဆိုလို့ရှိရင်တော့2 4ရောတစ်ဖြတ်ဖြတ်မယ်12 14ရောတစ်ဖြတ်ဖြတ်မယ်ဆိုလို့ရှိရင်ဂျားထဲမှာသူ့အလဲကိန်းက9နဲ့9နဲ့2ခုကျန်နေမယ်ပေါ့နော်9နဲ့9နဲ့2ခုကျန်နေမယ်ဆိုလို့ရှိရင်9ကဲ9ရဲ့ကိုပေါင်းပြီးတော့2နဲ့စားလိုက်ပါ2နဲ့စားလိုက်လို့ထွက်လာတဲ့အဖြေကသူ့ရဲ့အလဲကိန်းပေါ့နော်ဘေးမှာလည်းဥပမာနည်းနည်းပြထားပါတယ်the mode ပေါ့ mode ပေါ့နော် mode ကကြောက်ဘယ်လိုလဲဆိုလို့ရှိရင်သူကကြောက်ဒီကဏ္ဍနေအဲ့လိုမျိုးစီပြီးတော့ပေးထားမယ်ပေါ့နော်ကဏ္ဍနေစီပြီးပေးထားမယ်ထဲမှာအများဆုံးကဏ္ဍပေါ့နော်အကြိမ်ရေအတွက်အကြိမ်ရေ most frequency လို့ပြောထားတယ်အကြိမ်ရေအတွက်အများဆုံးကဏ္ဍကိုရှာ mode ပေါ့နော်အဲ့ဆိုလို့ရှိရင် example 1မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะသူက1ရယ်2 2 3 4 4 5 5 5 6အဲ့ဆိုလို့ရှိရင်1ကတစ်ချိန်ပဲပါမယ်2က2ချိန်ပါတယ်3ကတစ်ချိန်ပါမယ်4က2ချိန်ပါမယ်5က3ချိန်ပါမယ်6ကတစ်ချိန်ပဲပါမယ်ဆိုလို့ရှိရင်သူ့စင်မှာအများဆုံးပါနေတဲ့ most frequency ရဆိုလို့ရှိရင် number 5ပေါ့နော်5က3ချိန်ပါတယ်မလို့သူ့အဖြေက5ဖြစ်တယ်အောက်မှာကျတော့သူကပြထားတဲ့ဟာပေါ့နော်ဒီ10ရယ်20ရနှစ်ခါထက်တယ်30 40နှစ်ခါထက်တယ်50ဆိုလို့ရှိရင်20နှစ်ခါထက်တာနဲ့40နှစ်ခါထက်တာဆိုလို့ရှိရင်သူ့ရဲ့အဖြေကနှစ်ခုလုံးကိုယူပေးရမယ်ပေါ့နော်ဒီဘက်မှာလည်းဥပမာနေနဲ့ပြထားပါတယ်ပုံလေး
ဒီ slide ကိုအောင်ကောင်းဆန်ဒီမှာဆက်လက်ရှင်းပြပါဖြစ်ပါတယ် ဒီ slide ကနိုင်ပြီလေ ဒီ slide ကပေါ့နော် weight average ပေါ့နော် weight average ကဘယ်လိုလဲဆိုတော့ဒီပြင်းပြအတွက်ဒီပေါ့နော် weight value တွေမတူညီတဲ့ဟာတွေကိုအဲ့လိုမျိုးတွက်တာပေါ့နော်အလေးချိန် weight လို့ခေါ်တဲ့တန်ဖိုးနဲ့အလေးချိန်ဒီပြင်းပြတန်ဖိုးကိုတွက်တာပေါ့နော်ဘယ်လိုတွက်လဲဆိုလို့ရှိရင်တော့ဒီတန်ဖိုးပေါ့နော်တန်ဖိုးနဲ့ weight ကိုweight ကို multiply လုပ်ထားတဲ့ဟာပေါ့နော်ဥပမာ7 hour 9 week ဆိုလို့ရှိရင်သူ့ရဲ့အဖြေက63ရရဲ့5 hour 3 week ဆိုလို့ရှိရင်15ရရဲ့ပေါ့နော်8 hour 2 week ဆိုလို့ရှိရင်16 4 hour 1 week ဆိုရင်4ရထားရဲ့ပေါ့နော်အဲ့ဟာကိုတော့ multiply လုပ်တဲ့ကဏ္ဍတွေကိုပေါင်းတယ်ပေါ့နော်အဲ့ဒါပေါင်းမယ်ဆိုလို့ရှိရင်တော့အဖြေ total ကဏ္ဍတွေကိုပေါ့နော်6 73 15 16 4အဲ့လိုအကုန်ပေါင်းလိုက်မယ်ရတဲ့အဖြေပေါ့နော်ရတဲ့အဖြေနဲ့ဒီ weight ဒီအလုံးပေါင်းလို့ရတဲ့အဖြေနဲ့နှစ်ခုကိုစားပေးရမယ်ပေါ့နော်စားပေးလို့ရှိရင်သူ့ရဲ့ weight ကို average ရှာတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကကြောက် next slide ကကြောက် rate ပေါ့နော် rate ကကြောက်ဘယ်လိုလဲဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ဒီအကြီးဆုံး number နဲ့အငယ်ဆုံး number ကိုဒီနှုတ်ပေးရမယ်အကြီးဆုံး number တဲ့အငယ်ဆုံး number ကိုနှုတ်ပေးရမယ်ဥပမာအနေနဲ့ဒီဘက်မှာပြထားပါတယ်ပြထားရဲဆိုလို့ရှိရင်သူ့ရဲ့အကြီးဆုံး number ဆိုလို့ရှိရင်68ဖြစ်မယ်အငယ်ဆုံး number ဆိုလို့ရှိရင် number 5ဖြစ်မယ်ပေါ့နော်68ထဲက5ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်63ရမယ်ပေါ့နော်ဒီဘက်မှာလည်း for example အနေနဲ့ပြထားပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပေါ့နော်အကြီးဆုံး number 5ဖြစ်မယ်အငယ်ဆုံး number 0ဖြစ်မယ်အဲ့တော့အနှစ်ခုကိုနှုတ်လိုက်လို့ရှိရင်တော့5ပဲကျန်ပါမယ်သူ့ရဲ့ goal score ပေါ့နော် next slide ကိုအောင်ကောင်းဆန်ဆက်လက်ရှင်းပြမှာဖြစ်ပါတယ် summarizing data with picture အဲ့ဒါ visual file ပါနော်ဒီ summarizing data with picture ဆိုတာဒီပုံတွေကပေါ့နော်ဒီသူတို့ရဲ့ pattern တွေကို stand out ဖြစ်စေရပေါ့ဒီစာအရှိကြီးကြည့်ကြမလို့ပုံကြည့်လိုက်တဲ့ပုံရှင်းသွားတာပေါ့ဥပမာဆိုရင်group တွေ category ကများတာတွေ define ဖြစ်တာလို့ဆိုရင်ဒီဒါမှမဟုတ် category ကို compare လုပ်တာလို့ဆိုရင်ဒါကြည့်ရလွယ်ပေါ့ဘာချာပေါ့နော်ပထမဆုံးအနေနဲ့ဘာချာနဲ့ဒီအောက်မှာပြတယ်ပုံနှစ်ပုံပေါ့နော်ဘာချာနဲ့ column ချာနဲ့ရှိရပါနော်ညာဘက်ကတော့ column ချာပါနော်နောက်ခုလုံးကတော့တူတူပါပဲဘာချာပါနော်ဘာချာအောက်ကအင်းတဲ့ဘက်မှာဆိုရင်တော့ကျွန်တော်ဒီ student တယောက်ချင်းဒီတိုင်းကိုinterview လုပ်ထားရတော့နော်ဒီမှာဒီ daily number of time each student show အမှဆိုရင်ဟင်းက400ချူတယ်ကိတ်ကတစ်ခါအောင်ကနှစ်ခါမင်းက0ပေါ့နော်အဲ့လိုမျိုးဒါ example ပြတာပါ column ချလည်းဒီလိုပဲဒီသူတို့ရဲ့စာရှိသူတို့တယောက်ချင်းဒီကလုပ်တဲ့ကြည့်ကြမလို့ပဲသူတို့ဒီဘုံလေးကြည့်လိုက်တာနဲ့ပူရရှင်ဟောနားလေရတယ် next slide please circle graph ပါ circle graph ဆိုတာတော့ဒီပိုက်ချလို့လည်းခေါ်ရပါတော့ပြောရမယ်ဆိုရင်ဒီ circle တစ်ခုလုံးက hole အနေနဲ့သတ်မှတ်ထားပါအေး hole ထဲမှာသူတို့ရဲ့အစိပ်ပိုင်းတစ်ခုလေးပေါ့အဲ့ဒီမှာဆိုရင် weekend activity of on ပေါ့အဲ့မှာဆိုရင်အပြလေးက sleeping က58% ရှိတယ် resting က23% eating က10% studying က9%ပေါ့အားလုံးပေါင်း100% ရှိရပေါ့ next slide next slide တော့ကိုကျွန်တော်ရှင်းပြပါဖြစ်ပါတယ်ဟုတ်ရပါဒီ slide မှာတော့ dot plot အကြောင်းပေါ့နော် dot plot ဆိုလို့ရှိရင်တော့ကျွန်တော်တတိယပြပြောမယ်ဆို dot လေးနဲ့ဆက်ပြီးတော့ပြောရတဲ့အရာလေးပေါ့နော်ကျွန်တော်ဒီဟာကြတော့ဥပမာ graph တစ်ခုကိုဒါဆွဲတိတ်ပြဿနာမရှိဘူးပေါ့နော်ကျွန်တော် example အနေနဲ့ပဲတစ်ချက်ပဲပြောပြမှာဖြစ်ပါ example မှာဆိုလို့ရှိရင်သူက popular ဖြစ်တဲ့ pets လေးတွေကိုပဲကျွန်တော်ရွေးထုတ်ပြီးတော့ပြောပြမှာကြောင်ရယ်ခွေးရယ်ငါးရယ်ပေါ့နော်အဲ့ဒီမှာသူကပြောတာ most popular ဘယ်နှကောင်လဲပေါ့နော်အဲ့မှာအဖြေကတော့ရေးပြတာပါနော်ခွေးပေါ့နော်ခွေးက5 dots လေးနဲ့ရေးပြထားတယ်အဲ့လို least popular pet ကကြတော့ fish ဖြစ်တယ် fish ကကြတော့2 dots ပေါ့နော်ဆိုတော့ next slide please next slide မှာတော့ box plot ပေါ့နော် box plot မှာဆိုလို့ရှိရင်ကျွန်တော်တနည်းအားဖြင့် gist လေးနဲ့မထည့်ပေးထားရဆိုတာကျွန်တော်ကိုယ်တိုင်ရှင်းပြခြင်းလို့ပါအဲ့မှာအချက်က5ချက်ရှိတာပေါ့နော်5ချက်တစ်ချက်မှာကျတော့သူက lowest value တနည်းအားဖြင့် minimum လို့ခေါ်ပြီးတော့ first quartile လို့ခေါ်တယ်ပြီးတော့I'm sorry ဒါ lowest value ကminimum နော် minimum value နောက်ပြီး highest value ကကျတော့ maximum နော် maximum လို့ခေါ်မယ်ပြီးတော့လို့ရှိရင် lower quartile အဲ့ဒါကို
first quartile လို့ခေါ်မယ်တနည်းအားဖြင့် Q1 ပေါ့နော်ပြီးလို့ရှိရင် upper quartile ကျတော့ Q3 ဆိုတော့ median ကျတော့အလယ်မှာရှိပါအောင်နော်ဆိုတော့အဲ့ဒီဟာအားဖြင့်တနည်းအားဖြင့်တစ်ခုနဲ့တစ်ခုကြားထဲမှာ25% ရှိတယ်ကျွန်တော်မနေ့ကမေးခဲ့တယ်လို့ပဲပေါ့နော်ဒါကတော့လည်းခရကြားတဲ့ထဲမှာတော့ပါတယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့ဒီ median အောက်ထက်ရောလို့ရှိရင်ဒါကကြတော့25% အောက်ရောက်သွားနော်လို့ရှိရင်50% အထက်ရောက်လို့ရှိရင်ဒါ75%အဲ့လိုပုံစံမျိုးပေါ့ဆိုတော့ဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်က minimum ဆိုလို့ရှိရင်တော့မိကုန်းမှာမေးလာခဲ့ minimum ဘယ်လောက်လဲဘာလဲညာလဲမေးလာလို့ရှိရင်ကျွန်တော် lowest value မှာပြလာတဲ့အပေါ်ကအဖြေက78ရှိတယ်အဲ့လိုမျိုးပဲ maximum ဘာလဲเนาะတနည်းအားဖြင့် highest value ပေါ့နော်အဲ့ဒါဘယ်လောက်ရှိလဲဆိုလို့ရှိရင်လည်းကျွန်တော်အဖြေမှာထိုးထားပေးတယ် bracket လေးနဲ့120ဆိုပြီးတော့เนาะ next slide please next slide မှာဆိုလို့ရှိရင်တော့ histogram of truth ပေါ့နော်အဲ့မှာဆိုလို့ရှိရင် तू က bar graph နဲ့အရန်ကြီးကိုတိတ်ပြီးတော့ခြားနာခြင်းတော့မရှိဘူးဆိုပေမဲ့အရန်ကို detail ကြရတယ်အဲ့လိုကျွန်တော်တို့ graph တွေเนาะတနည်းအားဖြင့်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော် stock ပေါ့နော်stock ဈေးကွက်တွေနဲ့ပတ်သက်ပြီးကစားတော့မယ်ဆိုလို့ရှိရင်အကောင်တွေအရန်အရေးပါတဲ့မှာတော့ပါလာတယ်ပေါ့နော်ဒါပေမဲ့ stock ဈေးကွက်ကကြတော့သူဘာနဲ့ဘာ graph လဲဆိုတော့သူက line graph ပေါ့နော် line graph နဲ့တနည်းအားဖြင့်သုံးကြပါတယ်ဆိုတော့ तू က a less than equal to x less than b is less than b ကဘာထက်ငယ်မလဲဆိုတော့ equal to x နဲ့ equal to ဖြစ်ခြင်းဖြစ်မယ်သို့မဟုတ် b နဲ့ less than b ထက် less than ဖြစ်အောင်ဖြစ်လာနိုင်မယ်ဝဲသို့ပေမဲ့ x က equal a နဲ့ညီတူညီမျှလို့ရတယ်သို့ပေမဲ့ b နဲ့ဘယ်တော့မှ cannot equal ဆိုတော့အဲ့လိုပေါ့ဘယ်လိုပေါ့ range ထဲမှာကျွန်တော်တိတိကျကျနဲ့ပတ်သက်ပြီးတော့ဥပမာ exam နဲ့ပတ်သက်ပြီးပြောပြလို့ရှိရင်တော့ရှင်းဝနိုင်မှာပါဆိုတော့ဥပမာဆိုလို့ရှိရင်နော် exam မှာဆိုလို့ရှိရင် December 23rd ကနေ February 16th ထိပေါ့နော်အဲ့မှာ तू ကမေးလာတဲ့ percentage ကဘယ်နှယောက် percentage ကိုဘယ်လောက် report တင်လာခဲ့လဲပေါ့ဖြစ်လာတဲ့ပတ်သက်တဲ့ flu cases ဆိုတာနော်ယောဂတစ်ခုပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့မြင်းလေးနဲ့ထုတ်ပြထားပါနော် December 23rd ကနေ February 17th ဆိုတော့မေးဥမှာပြောတာ February 16 ဆိုပေမဲ့ဒီနေရာမှာအရှိရအပေါ်ချင်းစီနဲ့ပတ်သက်ပြီးပြန်သုံးလာပြီ။ तू က b less than b ဆိုတာပြောချင်တာ February 17ထက်အောက်ထက်ရောက်တာ February 16ရှိရယ်ပြီးတော့ February 17 right ဆိုတော့အဲ့အတွင်းထဲမှာရှိတဲ့ percentage သူကလိုချင်တာဆိုတော့အဲ့လို February 17လို့ပြောလိုက်ဆိုတာနဲ့ဖြာမိပါဘယ်လိုခေါ်မလဲတိတ်မဖြာပါပါနဲ့ပေါ့နော်ပြောချင်တာဆိုတော့အဲ့အတွင်းထဲမှာရှိရယ်ပေါ့ဆိုတော့ December 23rd ကနေ February 17ရှိတဲ့3ခု4ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်12 15 16 14ပေါင်းလိုက်တော့ result က 57% yeah so next slide please next slide မှာဆိုလို့ရှိရင်တော့ relationship between data set ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ line graph နဲ့ scatter plots နဲ့ဆိုတော့ဒီຢာတွေကဘယ်လိုခေါ်ပတ်သက်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီ data တွေနဲ့ပတ်သက်ပြီးတော့ तू က primary ဆိုတော့ဒီနေရာမှာဘယ်လိုခေါ်မလဲမူလလို့ပြောလို့မရအောင်အခြေခံကြရတယ်လို့ပြောလို့ရပါဘူး graph နဲ့ပတ်သက်ပြီးတော့တကယ်ကိုအခြေခံအုတ်မြစ်လေးပေါ့နော်ဆိုတော့ line graph ကဟာဆိုလို့ရှိရင် data နဲ့ time နဲ့ကိုနှိုင်းယှဉ်ပြသထားတဲ့ relationship တစ်ခုတည်းဟာဖြစ်မယ်ဆိုတော့ scatter plot ဆိုလို့ရှိရင် data value နဲ့နောက်ထပ်နားသား data value ကိုနှိုင်းယှဉ်ပြသထားတဲ့အရာလေးဖြစ်မယ်ဆိုတော့ line graph ရဲ့ example တနည်းအားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့သလိုပဲ stock တွေကိုเนาะ stock ရဲ့ဈေးကွက်တွေကိုဘယ်လိုပြောင်းလဲသွားလဲပေါ်ကပတ်သက်ပြီးတော့အခြေခံတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ line graph ကိုသုံးရတယ်ဆိုတော့ scatter plot ကဆိုလို့ရှိရင်ဘယ်လိုသုံးရလဲဆိုတော့အခြေအနေနဲ့ဥပမာကျောင်းသားတယောက်ရဲ့အမှတ်တွေဘာညာနဲ့ပတ်သက်ပြီးတော့နှိုင်းယှဉ်တဲ့နေရာတွေမှာသုံးရတယ်ဒါ scatter plot ပေါ့နော်ဆိုတော့ line graph ကိုတစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် line graph မှာဆိုလို့ရှိရင်အတက်အနှိမ့်အကျအမြင့်เนาะခုနပေးခဲ့တဲ့ example ဆိုလို့ရှိရင် quantity ပဲเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့တိုင်းတဲ့အရာတွေကို line graph လို့ခေါ်ပြီးတော့ data is plotted against time ဆိုတော့ data against time ဆိုတာအချိန်နဲ့ဘယ်လိုခေါ်မလဲဆိုတော့အချိန်ကိုစန့်ကျင်တာပြောလို့မရဒီနေရာမှာအချိန်နဲ့နှိုင်းယှဉ်တာပေါ့နော်ဒီ data တွေကအချိန်နဲ့နှိုင်းယှဉ်ပြီးတော့တွက်ချက်ရတာ line graph က right ဆိုတော့ line တွေက connected data value ဒါကတော့မှန်ပါတယ်เนาะတစ်ခုနဲ့တစ်ခုချိတ်ဆက်တာမျိုးရှိရလေဆိုတော့အဲ့ဒါကြောင့်မလို့เนาะပို့ပြီးတော့လွယ်လွယ်ကူကူနဲ့မြင်နိုင်ခြေရှိနိုင်ခြေရပါတယ်ဆိုတော့ next slide please ဒီမှာဆိုလို့ရှိရင်တော့ example ပေါ့နော် example မှာဆိုလို့ရှိရင် week ကတော့9ပတ်တိကျွန်တော်တိုးပေးထားရတယ်အဲ့မှာအပင်တွေရဲ့ height တွေပေါ့နော်အတူအမြင့်တွေကကြတော့5 7 10 14 16 17 18ထိရှိလာမယ်ဆိုတော့မေးခွန်းမှာမေးလာပြီဘာမေးလာလဲဆိုတော့เนาะဘယ်နှစ်ပတ်ကအပင်က increase the most ဖြစ်မလဲเนาะအမြင့်ဆုံးကြီးထွားသွားနိုင်မလဲဆိုတော့အဲ့မှာကျွန်တော်မပေးထားပါရနော် week 2 to 3 3 to 4 week 4 to 5ဆိုတော့မနှုတ်ကြည့်လိုက်နောက်ဆုံးအများဆုံးရှည်လာတာ4 cm ဆိုတော့ week 3ကနေ week 4 ထိ8နှစ်ပတ်ကပေါ့နော်ဆိုတော့အဲ့ final result ရဲ့အဖြေပါ4 cm is increase so next slide please
next slide မှာတော့ scatter plots ပေါ့နော် scatter plots ကကျတော့သူက6ခုတော့ရှိရပါတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် positive လို့ negative လို့ no correlation ဒါပေမဲ့အဲ့ထဲမှာကျွန်တော် research လုပ်တလောက်ကတော့အဲ့ဒီ3ခုကပေါ့နော်ပို့ပြီးတော့အမေးများလာနိုင်တဲ့အဲမှာပါလို့ကျွန်တော်ဒီ3ခုပဲရွေးထုတ်ပြီးတော့ပြောလိုက်တာပါနော်ဆိုတော့အဲ့3ခုကြောင့်မပြောခင်အပေါ်ကဟာလေးနည်းနည်းဖတ်ပြဖြစ်ပါတယ်နော် scatter plots ကဘယ်လိုညာနဲ့ပတ်သက်ပြီးသုံးလဲဆိုတော့ data value နော်အခုနအရှင်းမှာဖတ်ပြခဲ့သားသလိုပဲအခု9ရှင်ရဲ့နေရာတော့ပြီးတော့အောက်ကဟာကျတော့ x way ကိုအားလုံးသိပြီးသားပဲနော်ပေါ်ကနော် vertical က y way ကို horizontal က x way ဆိုတော့ positive solution တော့တောက်လျှောက်တို့တက်သွားဟောကစောင်းပေါ်တက်သွားဒါ positive ဆိုတော့ negative solution အောက်ကိုထိုးကြပါမယ်ဆိုတော့ဒါ negative ဘေးနားမှာကျွန်တော်ပုံလေးတွေလည်းရှိပါတယ် no correlation ဆိုတာဒါ neutral ဆိုတော့ positive လည်းမဟုတ်တယ်လို့ negative လည်းမဟုတ်အဲ့ဒါပုံလားပြန်ကျင်းနေရပါတော့ဒါမှမဟုတ် scatter plot အစစ်ဆိုတော့ဒီဘက်မှာကျတော့ဒါကျွန်တော် example လေးနဲ့တကွာပို့ပြီးတော့မြင်ရအောင် scatter plot ရဲ့ advertising သူ့ကြော်ညာအားနဲ့ဒီဘက်မှာ sales ရောင်းအားနဲ့ကိုနှိုင်းယှဉ်ဖော်ပြထားပါတယ်ဆိုတော့ next slide please next slide ကိုတော့ problem set ဆက်လက်ပြီးတော့ရှင်းလင်းပေးသွားမှာပဲဖြစ်ပါတယ် ခုပြောမှာတော့ critical analysis ပေါ့နော် critical analysis ဒီ chapter မှာတော့ကျွန်တော်တို့ဒီသူတို့ graph တစ်ခုချင်းစီရဲ့ဒါ graph တစ်ခုချင်းစီဒါမှမဟုတ်ဒီ visual တွေသူတို့ရဲ့ purpose function တွေအကြောင်းကိုတရားပြောပြပြပါပေါ့နော်ဥပမာဆိုရင်bar chart ပေါ့နော် bar chart မှာဆိုရင် category ရဲ့ဒီမတူညီရဲ့ခြားနာပုံအကြောင်းတွေပြောပါမတူညီရာနှိုင်းယှဉ်တာတွေပေါ့circle graph မှာဆိုရင်ဒီသူwhole တစ်ခုလုံးရဲ့သူတို့ရဲ့ preparation တွေသူရဲ့အစိပ်ပိုင်းတစ်ခုလုံးရဲ့ဘယ်လိုနှိုင်းယှဉ်ပြအောင်လို့ပြောပြပါမယ် line plot မှာဆိုရင်ဒီ frequency တွေပေါ့နော် symbol လေးအောင်မှာပြသပေးပုံလေးပေါ့ histogram ဆိုရင် histogram ဆိုရင်ဒီ large data set မှာသူတို့ရဲ့ pattern တွေ range တွေကိုဖော်ပြပေးပါတယ် ball plot မှာဆိုရင် median တွေ spread တွေ outline တွေရော highlight လုပ်ပေးပါဒီ chapter ရဲ့ဒီ chapter ရဲ့အားသာချက်ပေါ့နော်အားသာချက်ဆိုရင်ဒီသူတို့ visual တွေကိုဒီအတိုင်းပဲမှတ်ထားခိုင်းတာပေါ့ပဲねဒီ visual ကိုရှင်းပြအောင် visual ဖတ်တတ်အောင်လို့ပေါ့ကျွန်တော်ဒီ GED မှာဒီကျွန်တော်ဖြေရမယ့် GED မှာထင်ထားလို့ပေါ့နော်ဒီ exam မှာဆိုရင်ကျောင်းသားတွေရောနော်ဒီ chat တွေကိုဖတ်တတ်ရမယ်ဒီ value ကို compare လုပ်တတ်ရမှာ percentage တွေလည်း understand ဖြစ်တည်ရမှာပြီးတော့ဒီtrend တွေကိုလည်း identify လုပ်ပြရမှာဒီမြင်မြန်ဆန်လုပ်ပြရမှာ conclusion မှာနော် conclusion မှာဆိုရင်ဒီ chapter မှာကျွန်တော်တို့ဒီပုံနေရပါတော့ဒီ data တွေကိုdata set တွေကိုနားလည်ဖို့အတွက် powerful tool ဖြစ်တယ်ပေါ့သူတို့ graph တစ်ခုချင်းစီinformation တစ်ခုမတူညီတဲ့ information တွေပြောပြပြီးပါတယ်ဟိုမှာ comparison တို့ percentage range တွေခုနပြောရတဲ့ဟာတွေပေါ့သူတို့ရဒီ data ကိုဖတ်ပို့ပြီးလွယ်ကူစေတယ်ပို့ပြီးနားလည်စေတယ်ပေါ့ဒီ tool ကိုလေ့လာခြင်းဖြစ်ပေါ့ကျွန်တော်ကျောင်းသားတွေကဒီပို့ပြီးproblem solver ဖြစ်လာအားကောင်းတဲ့ဒီ problem solver ရဲ့အားကောင်းလာတာပေါ့ both academics and real life ဒီကျောင်းနေ science နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီ real life situation မှာပဲဖြစ်ဖြစ်ပို့ပြီးအားကောင်းလာတာ next slide ဖြစ် next slide ဖြစ်ကျွန်တော် presentation ကိုပေါင်းပေးကြတဲ့သူတွေနဲ့နားထောင်ပေးကြတဲ့သူတွေအတွက်အားလုံးကျေးဇူးတင်ပါတယ် Q&A လေးမြင်လို့ရပါတယ်